အမေဖြစ်သူက YouTube ကနေဗီဒီယိုတင်ပေးရနေကဘာကြောင့်အမြင်လာခဲ့တယ်ဆက်ကြတဲ့အရွယ်ကောင်လေးတယောက်ကြောင့်သူဟာပေါနဲ့ RMB အစိုးရတယောက်ပါဟုတ်ပါတယ်သူက Justin Bieber ပါကျွန်တော်ဒီဗီဒီယိုမှာပြောပြရမယ့်အကြောင်းအရာတော့ Justin Bieber ဟာသူငယ်စဉ်ခါကဘယ်လိုတွေကြုံတွေ့ခဲ့ရလဲသူဒီလိုအောင်မြင်လာဖို့အတွက်ဘယ်လိုတွေပေးဆက်ခဲ့ရလဲဆိုတော့ကျွန်တော်ပြောပြရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ knowledge sharing ဗီဒီယိုတွေကိုတင်ပေးနေကြဖြစ်တဲ့ဗီဒီယိုမှာပေါနဲ့ RMB အစိုးရတယောက်ဖြစ်တဲ့ကနေဒါနိုင်ငံသားလေး Justin Bieber ဟာမတ်လတရက်နေ့1990ခုနှစ် Stratford မြို့နယ်မှာမွေးဖွားခဲ့ပါတယ် Justin Bieber ရဲ့နာမည်အရင်က Justin Bieber ဖြစ်ပါတယ်သူရဲ့မိဘတွေကတော့ဒီ Jeremy Jan နဲ့ Patty Mallet တို့ဖြစ်ပြီးတော့သူတို့တွေက Justin ကိုတရားဝင်လက်မထက်မှန်တဲ့မူဖတ်ခဲ့တာဖြစ်ပါတယ် Justin ဟာပြည်သက် Orion မြို့မှာရှိတဲ့ James Soviet Catholic ကျောင်းမှာမူလာတဲ့တက်ရောက်ခဲ့ပြီးတော့ဂီတတူဝိယာတွေဖြစ်တဲ့စတရာကျွာဂီတာတွေအကြောင်းနီနီကကထိတွေ့ခဲ့ရပါတယ်2019ခုနှစ်စိတ်မကကက်သလစ်ကျောင်းမှာအလယ်တန်းပြပြောက်ခဲ့ပါတယ်သူဟာ Justin ဟာ2009ခုနှစ်အစောပိုင်းမှာပြည်သက်နိုင်ငံရဲ့ဒေသခံပြောပြပွဲတစ်ခုမှာနီယိုရဲ့အစိုးစစ်တခြင်းနဲ့ဒုတိယဆုရရှိခဲ့ပါတယ်ဒီလိုနဲ့ပဲ Justin ရဲ့ RMB sound cover တွေကိုအမေဖြစ်သူမဲလက်က YouTube မှာတင်ပေးရတာနဲ့ဒီ Thailand manager ဖြစ်တဲ့ Scooter Brand ရဲ့လက်စီကြခြင်းကိုခံခဲ့ရပါတယ်ဒီလိုနဲ့ပဲ Justin Bieber ဟာ Scooter Brand နဲ့တွေ့ပြီးအဲ့မှာ Scooter Brand ရဲ့လမ်းကြောင်းပြခံခဲ့ရပါတယ် Justin Bieber ဟာသူ့ရဲ့မိုင်ဝါ 2.00 ဆိုတဲ့ album နဲ့ဘေးဘုတ်200မှာ48နှစ်အတွင်းအသက်အငယ်ဆုံးနဲ့နံပါတ်1နေရာရလာခဲ့ပါတယ်အဲ album မှာကျွန်တော်တို့လူသိများတဲ့ Baby ဆိုတဲ့တချီလဲအပါဝင်ဖြစ်ပါတယ်အဲဒီနောက်မှာ Justin Bieber ဟာသူ့ရဲ့ပထမဆုံး Christmas album ဖြစ်တဲ့ Mr. Store album ကိုထုတ်ဝေခဲ့ပြန်ပါတယ်ဒီ album မှာMr. Store ဆိုတဲ့တချင်ကလည်းနံပါတ်1နေရာမှာချိတ်ခဲ့ပြန်ပါတယ်Evan ထပ်ပြီးနောက်ပိုင်း2013ခုနှစ်နောက်ပိုင်းလောက်မှာ Justin Bieber ဟာဗလီ Evan ထပ်ပြီးနောက်ပိုင်းလောက်မှာပေါ့သူဟာအငြင်းပွားကြမှုကင်းကိစ္စရပ်တွေမှာပါဝင်လာခဲ့ပါတယ်အဲ့လိုမျိုးပါဝင်လာခဲ့ပြီးတော့သူ့ရဲ့လူထုပုံရိပ်ကဖူးကြဝင်ခဲ့ပါတယ်ဒါဟာဘာကြောင့်လဲဆိုတော့ Justin ကိုယ်တိုင်ဆိုးရနေတာမဟုတ်ဘဲနဲ့သူ့ကိုဆိုးရလာလောက်ခဲ့တဲ့မီဒီယာတွေကြောင့်ပါပဲဟိုမှာပြောရမယ်ဆိုရင်သူ့လိမ်ပိုင်းဆိုင်ရာကြီးအရင်ပြောရမလို့သူ့အတင်းအာဓမစိတ်ဖိစီးစရာမျိုးကိုထိလိုက်ရောက်စော်ကားတာမျိုးတွေမီဒီယာတွေကလောက်ခဲ့ပါတယ်ဆိုတော့ဒီ Justin ကလည်းမခံနိုင်တော့ပဲနောက်ဆုံးမှာပောက်ကွက်ထွက်ပြီးတော့လူရန်ကားတယောက်ဖြစ်လာခဲ့ပါတယ်အဲ့လိုနဲ့ပဲ Justin Bieber ရဲ့ပုံရိပ်ဟာလုံးဝအကြီးကျယ်ကိုဆိုးရွားသွားပါတော့တယ်အဲ့လိုမျိုးဆိုးရွားပြီးနောက်ပိုင်းမှာ2015မှာသူ့ရဲ့ Purpose album နဲ့ထွက်လာခဲ့ပါတယ်ဒီ album ထဲမှာတကယ်ဘာလုံးကိုလောက်ခတ်စေနိုင်ခဲ့တဲ့Sorry, left yourself. What do you mean? Sorry လဲပါဝင်ပါတယ်2016လောက်မှာဒီ Justin ဟာ DJ Khaled တို့နဲ့စပေါ်တွေ့ပေါ် quality အများကြီးလောက်ခဲ့ပါတယ်ဥပမာဘယ်လိုဟာမျိုးတွေလဲဆိုရင် I'm the one စတဲ့ဖြစ်မှာအဲ့လိုတချင်းတွေအများကြီးကို collect လုပ်ခဲ့ပါတယ်နောက်ပြီးကျွန်တော်တို့တည်ကြတဲ့ Despacito တချင်းမှာလဲ Justin Bieber ဟာ remix အနေနဲ့ပြန်လဲထုတ်ဝေခဲ့ပါသေးအဲ့တချင်းဟာဆိုလဲတကယ်ဘာလုံးကိုလောက်ခတ်နိုင်တဲ့အထိပေါက်သွားခဲ့ပါတယ်ပြီးတော့ Justin Bieber ရဲ့ Justin Bieber 2021 album မှာလည်းဒီပြချက်တဲ့ channel တက်နေရရဲ့တက်ပေါင်းများစွာထိန်းနိုင်ခဲ့ပါတယ်ဒါအပြင်လာပိုင်းနဲ့ stay တဲ့ channel ထပ်ပေါ်ထုတ်ဝေခဲ့ပြန်ပါတယ်ဒီပါဟာစူပေါင်း100ကျော်တိမ့်ပိုက်ထားပြီးတော့ R&B အစိုးရတွေရဲ့အောင်မြင်ဆုံး R&B အစိုးရတယောက်ဖြစ်လဲနေရာယူထားနိုင်ခဲ့ပါတယ်ပြီးတော့မကြသေးခင်ကမှဖြစ်သွားတဲ့ Justin Bieber ရဲ့ကိုချလာဆွေးနွေးပွဲကကဘာတစ်ခုလုံးအလုပ်ခတ်နိုင်ဆုံးဖြစ်တခုလည်းဖြစ်လာခဲ့ပါသေးတယ်။ဒါဟာဗာလဲဆိုတာဟာအရင်တော့လို့စမင်းပေါ်အပြည့်အစင်းမပါတော့ဘဲနဲ့သူဟာလုံးဝ agent နဲ့ fashion style မျိုးနဲ့လာခဲ့ရပါပြီးတော့သူ့ရဲ့ original voice ငယ်စဉ်ကအော်တိုတုံးအတန်ကိုပြောင်းလဲနိုင်ခဲ့တဲ့ beauty and beat တခြင်းကလည်းလုံးဝတကယ်ပါလုံးလောက်ခတ်သွားစေနိုင်ပါတယ်။ပြီးတော့ကျွန်တော်ဒီဗီဒီယိုမှာတော့ပေါနဲ့ RMB အစိုးရကြီးတယောက်အကြောင်းဖြစ်တဲ့Justin Bieber အကြောင်းကိုပြောပြပေးပါပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအကယ်၍ကြိုက်တယ်ဆိုရင် like and subscribe လေးလုပ်ခဲ့ပေးဖို့ကျွန်တော်မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းဘယ်လိုတော့ knowledge share ဝင်လို့လုံပေးတော့လဲဆိုတာစောင့်ကြည့်ကြပါအောင်ဗျာ